ရင်လူတွေပြန်လာပြီ1986ခုအောက်တိုဘာအစောပိုင်းကာလမှာတော့သမရအစိုးရဟာအကြက်တဲနဲ့ကြုံရပါတော့တယ်။ပြည်သူလူထုကအစာရည်သာပြက်လက်ပြီးဈေးတွေကြီးလာတယ်။ပြီးတော့စစ်ဖြစ်ကြတယ်။ဘရင်ဘတ်တော်သား3000လောက်ရှိတဲ့တက်ကြောင်လူထုဟာစိတ်အားပြန်တက်လာတယ်။အဲ့ခွင့်ရေးကိုစုပ်ကန်ပြီးညီလာခံကြီးဖြစ်မြောက်ဖို့ကြိုးပမ်းကြတယ်။သမရအစိုးရကြာဆုံးပါသည်။သူတို့ကြွေးကြော်ကြတယ်။အောက်တိုဘာ4ရက်နေ့မှာတော့ပဲရစ်ကလမ်းမတွေပေါ်မှာတိုက်ပွဲတွေစတင်มาတော့တယ်။အဲ့အခါမှာတော့တူလာရီဆိုတဲ့နေရာမှာညီလာခံဖွဲ့ဝင်တွေဟာစီဝေးညှိနှိုင်းကြပါတော့တယ်။ဗိုလ်မှူးချုပ်နပိုလီယန်လေးဟာလည်းတူလာရီကိုအမြန်သွားပါတော့တယ်။သူကြံခဲ့မှလည်းကြောက်တယ်လေ။အဲ့ညီလာခံမှာသူ့ကိုတက်တွေဦးစီးခိုင်းမယ်လို့သူကမျှော်မှန်းထားတယ်။အထဲမှာတော့ဆွေးနွေးနေတဲ့အစိုးရအဖွဲ့ကလူတွေဟာတောကရောက်နေကြတယ်။ဘာလို့ရမှန်းမသိကြဘူး။အဲ့ဒီအချိန်မှာနပိုလီယန်ဆိုတဲ့အမည်ကိုသူတို့သတိပြုမိလာတယ်။အဲ့ဒီမှာစက်သားတွေလွတ်ပြီးသူ့ကိုခေါ်လာခိုင်းတော့တယ်။ရိုးရေးသွားမရှာပါဘူး။သူ့ကိုတကားဝမှာစောင့်နေတာတွေ့လိုက်ရတယ်။ဒါနဲ့သမရတက်တွေကိုဦးစီးပြီးညီလာခံကြီးအောင်မြင်အောင်လုပ်ဖို့နပိုလီယန်ကိုပြောကြတယ်။နပိုလီယန်ကလည်းလက်ခံပြီးတော့တခုတော့ကျုပ်သတိပေးပြရစီ။ကျုပ်သားကထုတ်ပြီးရင်တအိမ်နဲ့ပြန်ထည့်လို့မရတော့ဘူး။စိုးခဲစီမြဲစီဖြစ်ပါစေ။နပိုလီယန်ကအဲ့ဒီလိုပြောလိုက်တယ်။စစ်ဦးစီးမှုနပိုလီယန်ညီလာခံကိုကာကွယ်ပေးဖို့အားလုံးကသဘောတူကြပါတယ်။ဒါပေမဲ့ तू ကအမျက်မပါဘဲနဲ့တော့ပဲရစ်ကိုမကာကွယ်နိုင်ဘူးလို့ပြောတယ်။အဲ့ဒီတော့အရာရှိကလေးမူရက်ကပြောတယ်။ရှိတဲ့အမြောက်တွေကမိုင်30လောက်ပဲပြေးတယ်။မြို့ပြင်လောက်ပဲရောက်တယ်ဆိုတော့နပိုလီယန်ကအဲ့ဒါတွေပဲပေးပါရပါတယ်အဲ့လိုဆိုပြီးတော့တောင်းလိုက်တယ်ညဘက်ဆိုပဲရစ်ရဲ့လမ်းတွေပေါ်မှာနပိုလီယန်ရဲ့စစ်သားတွေနဲ့ဘရင်လူတွေတိုက်ခိုက်ကြတယ်နှစ်ဖက်စလုံးဟာအားဖြည့်ကြစူးစီးကြနဲ့ရှုပ်နေကြတယ်နပိုလီယန်ကတော့စဉ်းစားနေတယ်မူရက်ကတော့သူ့အမြောက်တွေကိုအချိန်မီပို့ပေးမယ်ပြောတာပဲခုထိဘာလို့ရောက်မလာသေးတာလဲပေါ့အာယုံတက်ချိန်ကြတော့မူရက်နဲ့သူ့လူတွေကအမြောက်တွေနဲ့အတူရောက်လာတယ်ဒီတော့မှနပိုလီယန်လည်းအမြောက်တွေကိုအမြန်ဆုံးနေရာချပြီးရန်သူတွေကိုအင်းနဲ့အားနဲ့ဖိတိုက်ပါတော့တယ်အဲ့လိုလမ်းပေါ်မှာတိုက်ပွဲတွေဆင်နေကြတော့နပိုလီယန်နဲ့သူ့လူတွေဟာတစ်ဖက်ရန်သူရဲ့ခေါင်းဆောင်ကိုထောင်ချောက်ဆင်ပြီးစိန့်ရို့ဖျားเจ้าခြေရင်းမှာပဲတက်ပစ်လိုက်ကြပါတယ်ခေါင်းဆောင်ကြပြီဆိုတော့ကျန်တဲ့လူတွေလည်းပြေးပြီပေါ့တိုက်ပွဲကတော့ပြီးသွားပါပြီအစိုးရအဖွဲ့ဝင်တွေကနပိုလီယန်ကိုကျေးဇူးတင်ကြပါတယ်သူတို့ရှေ့ကိုခေါ်ပြီးပြည်ထရဲ့စစ်ဦးစီးမှုရာထူးကိုပေးရခဲ့ကြပါတယ်ဂျိုးဆက်ဖင်းနဲ့လက်ထပ်ပြီးနပိုလီယန်ဟာသူ့ရဲ့မိသားစုကိုချက်ချင်းကိုပဲကောင်းကောင်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်သူဟာဩဇာတက္ကသိမရှိတဲ့သူတွေနဲ့မိတ်ဆွေဖြစ်လာတယ်ပြီးတော့အိမ်အောင်ပြုဖို့ကိုပါစပြီးစဉ်းစားတော့တယ်ပြင်သစ်မှာနောက်ထပ်ဖွဲ့စည်းအုပ်ချုပ်မှုတစ်ခုပေါ်လာပြန်တယ်အဲ့ဒီဖွဲ့စည်းပုံနဲ့အုပ်ချုပ်တဲ့အစိုးရအဖွဲ့ကို Directory လို့ခေါ်တယ်အဲ့ဒီဖွဲ့ရဲ့အဖွဲ့ဝင်9ဦးဟာနပိုလီယန်ကိုကြောက်ကြတယ်ဘာဖြစ်လို့လဲဆိုတော့သူနဲ့လူလူကြားမှာကြော်ကြားမှုနဲ့ရီမန်းချက်ကြီးကြီးထားတာတွေဟာသူတို့ကိုခြောက်လန့်နေတယ်ဒီတော့သူတို့အဖို့စဉ်းစားလာရပြီသူတို့တည်းကတယောက်သားနပိုလီယန်ကိုပဲထားရမလားပေါ့ဒါပေမဲ့လည်းအီတလီလက်အောက်ကအော်စတြီးယားကိုခွဲထုတ်ဖို့အားကောင်းတဲ့စစ်ကောင်းဆောင်တယောက်လိုတယ်ဆိုတာကိုလည်းသူတို့သိတယ်အဲ့နေရာမှာနပိုလီယန်ကိုပဲထားဖို့ဆုံးဖြတ်လိုက်တယ်ဒါနဲ့သူ့ကိုအီတလီကိုလွှတ်လိုက်တယ်တဘောကတော့သူ့ကိုပြင်သစ်မှာမရှိသေးချင်တာပဲနပိုလီယန်ကတော့အဲ့ညွှန်ကြားချက်ကိုချက်ချင်းလိုပဲလက်ခံခဲ့ပါတယ်နပိုလီယန်စစ်ထဲဝင်ဖို့စောင့်နေရတဲ့အချိန်မှာမျိုးသားကတော့ဂျိုးဆက်ဖင်းနဲ့ဆုံးခဲ့တယ်ဂျိုးဆက်ဖင်းကကလေးနှစ်ယောက်အမေမိုးဆိုးမှာပါဒါပေမဲ့အမျိုးသမီးကနှစ်လိုပဲရှိပြီးဘားရည်နဲ့ရရှိတယ်ဘရင်လူတွေနဲ့ရောတော်လောင်ရေးဘက်ကလူတွေနဲ့ပါနှစ်ပတ်စလုံးနဲ့ရင်းနှီးတယ်သူမချွတ်တဲ့ပင်မဲ့နပိုလီယန်အတွက်တော့ဇနီးမယားအဖြစ်ရွေးချယ်ဖို့အပြည့်စုံသောမိန်းမပါပဲဒါနဲ့1996ခုနှစ်မက်လာမှာသူတို့ဟာလက်ထပ်လိုက်ကြပါတယ်ဩဇာဂုံရှိန်စီးစိမ်ချမ်းသာနပိုလီယန်ဟာဂျိုးဆက်ဖင်းနဲ့လက်ထပ်ပြီးရန်နှဲငယ်အကြာမှာချစ်စနီးလေးကိုပဲရစ်မှာထားခဲ့ပြီးစစ်တပ်ထဲဝင်သွားပါတယ်စစ်တပ်စခန်းလေးကိုရောက်တာနဲ့သူအုပ်ချုပ်ရမယ့်တပ်ကိုကြည့်ပြီးတုံလောက်ခဲ့ပါတယ်သူ့တပ်မှာတပ်သား3000ကျော်ရှိပါတယ်အဲ့ဒီထဲမှာ၄ပုံတစ်ပုံကစိတ်ုံတက်နေရပါတယ်ကျန်တဲ့သူတွေကတော့အကောင်းပါပြီးတော့မြင်းကအကောင်4000ရှိတယ်ဒါပေမဲ့မြင်းတွေကဝဝလင်းလင်းစားရဖို့မရပါဘူးမြင်းရောလူပါအစားနဲ့ဝေးနေတာကြာပြီရိတ်ခါမရောက်တာလဲချက်90ရှိပြီလက်နဲ့ခဲရဲမီးကြောက်တွေကလည်းတဖြည်းဖြည်းနဲ့နဲလာပြီနပိုလီယန်လည်းခြေလန်းချင်းချင်းနဲ့ခေါက်တော့ခေါက်ပြန်ရှောင်းရင်းလေးလေးနဲ့စဉ်းစားတော့တယ်ဒီလိုခက်ဆုပ်ဆုပ်စစ်တပ်ကလေးနဲ့စစ်ပွဲကိုအောင်နိုင်အောင်ဘယ်လိုတိုက်ရမလဲဒါကသူ့ရဲ့ပထမဆုံးအခွင့်အရေးပဲအဲ့မှာသူ့ရဲ့စီးစွမ်းရည်ပါရမီကိုဘယ်လိုထုတ်ပြရမလဲနောက်ဆုံးတော့သူ့ရဲ့ဒိုင်ယာနာတရားနဲ့နာကျင်စုပ်ပြက်စာလောင်နေတဲ့ရဲဘော်တွေကိုမိန်ကွန်းပြောရတော့တယ်ဟောဒီကဘာကြီးဘောကမြေရောစွာအကောင်းဆုံးနေရာကိုငါဥဆောင်ပြီးထိုးပေါက်သွားမယ်အရင်ကမင်းတို့ဟာမြို့ကြီးပြာကြီးတွေတိုင်းကြီးပြည်နယ်ကြီးတွေကဖြစ်တယ်အဲ့အတွက်ဩဇာဂုံရှိန်စီးစိမ်ချမ်းသာတွေနဲ့လည်းပြည့်စုံခဲ့တယ်အီတလီစစ်တပ်ရဲ့စစ်သည်တော်တွေဖြစ်တယ်မင်းတို့မှာတတိရှိဖို့ပဲလုပ်မယ်နပိုလီယန်ရဲ့စကားဟာရဲဘော်တွေကိုတော်တော်ထိပါတယ်ပထဝီဘူးတုဒပြည့်စုံခြင်းဟာနပိုလီယန်ကိုကောင်းကောင်းကြီးအထောက်အကူပြုပါတယ်အီတလီနဲ့ပြင်သစ်ကိုပိုင်းခြားထားတဲ့အဲလိတ်တောင်တန်းမြင့်ကြီးကိုကြော်ဖြတ်ဖို့တောင်မကြိုးစားလိုက်ရပါဘူးအဲ့အစားနပိုလီယန်ဟာသူ့တပ်ကိုတောင်ကြားလမ်းလေးကနေဥဆောင်ဖြတ်တန်းပြီးကြီးတက်ခဲ့ပါတယ်
တောင်ကြားကနေခက်ခက်ထွက်လာခဲ့တော့တစ်ဖက်မှာမြေကြီးကျဲဝတဲ့အီတလီကုန်းမြေကြီးကိုသူတို့ရှေ့မှာတွေ့လိုက်ရပါတယ်အဲ့လိုမြင်လိုက်ရတယ်ဆိုရင်ပဲသူတို့အားလုံးဟာဝမ်းသာအားရအော်ဟစ်လိုက်ကြပါတယ်သူတို့ရဲ့ယုံကြည်မှုကလည်းငယ်ရွယ်တဲ့စစ်ဗိုလ်ချုပ်ကလေးပေါ်မှာပိုလို့ကြီးထွားလာကြပါတယ်နပိုလီယန်ဟာတေးမလို့ဖြစ်နေတဲ့တပ်ကိုပြန်ရှင်အောင်လုပ်နိုင်ခဲ့ပါပြီတက်ချက်ကလေးအီတလီမှာနပိုလီယန်ဟာသူ့ရဲ့စစ်ရေးကျွမ်းကျင်မှုနဲ့ပညာဗဟုသုတတွေပြဖို့ခွင့်ရတရက်ရသွားခဲ့ပါတယ်ဒါအပြင်စည်ရေးစရာနဲ့ပတ်သက်လို့လည်းတိုးတက်လာတယ်စစ်တိုက်တဲ့အခါစူးစီးမှုလင်မြန်မှုတက်တိနဲ့လက်တစ်ပြက်ထိုးစစ်ဆင်တာတွေစတာတွေကိုကောင်းကောင်းသိလာတယ်အချိန်ဟာအရာပါပဲလို့သူအမြဲပြောလို့ရှိတယ်ကော်စီကာကျွန်းသားလေးဟာစစ်တိုက်တဲ့နေရာမှာခေါင်းဆောင်ဖြစ်ဖို့မွေးဖွားလာတယ်ဆိုတာသူ့ဘာသာတက်တည်ပြလာခဲ့တယ်အခြားသောစစ်ဗိုလ်စစ်သားတွေကိုယ်တိုင်သူ့ရဲ့တိုက်ခိုက်စွမ်းရည်ပါရမီကိုဂရုမထားဘဲမနေနိုင်အောင်ဖြစ်လာခဲ့တယ်ဒီလိုတရားတိုက်ပွဲမှာအော်စတြေးလျရဲ့ကြောင်းမဲ့ပွဲတိုက်ခိုက်မှုကြားကသူ့တပ်ကိုနိုင်အောင်ဦးဆောင်နိုင်ခဲ့ပြီးနောက်မှာသူ့တပ်ကလူတွေကသူနဲ့ဆိုဘယ်ပဲလိုက်ရငရဲပဲလိုက်ရပါစေလိုက်မယ်ဆိုတာဖြစ်သွားတော့တယ်သူတို့ကသူ့ကိုချစ်စနိုးနဲ့တက်ချက်ကလေးလို့ခေါ်ကြတယ်သူ့ကိုချစ်ခင်လေးစားမှုတွေကလည်းပိုပြီးတိုးလာကြတယ်အောင်ပွဲတွေကလည်းတပွဲပြီးတပွဲဇက်တိုက်ကိုရလာခဲ့တယ်နပိုလီယန်နဲ့သူ့လူတွေအတွက်စားနပ်ရိက္ခာဆိုတာပုံနေအောင်ထောက်ပို့ကြတယ်အီတလီတွေကိုယ်တိုင်ကသူတို့ရဲ့အကျင့်ပြတ်မင်းသားတွေအပေါ်အမှုထမ်းရတာကိုစိတ်မပါသလိုတက်လာကြတယ်လူငယ်တွေကြားမှာလည်းပြင်သစ်ရဲ့ကြွေးကြော်သံတွေကစိတ်ဝင်လာတယ်လွတ်လပ်ရေးဒန်းတူရေးချစ်ကြည်ရေးနိုင်ငံနဲ့မှာခုခံတိုက်ခိုက်မှုတွေကတဖြည်းဖြည်းနဲ့လျှော့လာခဲ့တယ်အခြေအနေအရအီတလီတွေကလည်းတခုခုကိုရွေးချယ်ရတော့မယ်အော်စတြေးလျကိုကျူးကျော်တဲ့ပြင်သစ်နဲ့ပဲပူးပေါင်းမလားဒါမှမဟုတ်အခြားသောမဟာမိတ်တွေနဲ့ပဲပူးပေါင်းမလားအောင်မွေးမကြာမီလာအနေငယ်အတွင်းမှာပဲနပိုလီယန်နဲ့သူ့လူတွေဟာမီလန်မြို့နဲ့မင်တူဝါမြို့ကိုသိမ်းပိုက်လိုက်တယ်အဲ့မြို့နှမျိုးဟာအီတလီမြောက်ပိုင်းရဲ့ခံတပ်မြို့ကြီးနှမျိုးဖြစ်တယ်ရောမမှာလည်းပုံချမ်းမင်းတရမမြောက်ပီရက်စ်ဟာနပိုလီယန်နဲ့ငင်းငင်းရေးစာချုပ်ချုပ်လိုက်ကြတယ်အဲ့အတွက်အောင်နိုင်သူနပိုလီယန်ကိုဖရန့်ငွေတန်းပေါင်းများစွာနဲ့အမှုပညာလက်ရာပေါင်းရှားနဲ့ချီပေးလိုက်ရတယ်အော်စတြေးလျတွေကိုအီတလီမြောက်ပိုင်းကိုတွန်းပို့တယ်လို့ဖြစ်နေတယ်ပြင်သစ်တပ်ကြီးကတော့ဆက်ပြီးချီတက်နေတော့မှာပဲရောမကိုတော့နပိုလီယန်ကသူ့ရဲ့အယုံကြည်ရသောအရာရှိတွေနဲ့အုပ်ချုပ်ဖို့ထားခဲ့တယ်ကျန်တဲ့တပ်နဲ့အတူစောက်ခွာလာတဲ့အော်စတြေးလျတွေကိုသူတို့နယ်ထဲပြန်ဝင်အောင်လိုက်တိုက်ခဲ့တယ်အဲ့ဒီမှာနောက်ထပ်အောင်မြင်တဲ့စစ်ပွဲတစ်ပွဲကိုပါနှွှဲလိုက်ရသေးတယ်နပိုလီယန်ဗီယင်နာကိုမရောက်ခင်မှာပဲအော်စတြေးလျကိုအုပ်ချုပ်နေတဲ့ဒုတိယဖရန်စစ်ကသူနဲ့ငင်းငင်းရေးစာချုပ်ချုပ်ဆိုလိုက်ပြန်တယ်နပိုလီယန်ကတော့ဆက်လက်ချီတက်နေသင့်ပါပဲအင်မတန်ကျွဲဝတဲ့ဗင်နစ်မြို့ရောက်တော့ဒုက္ခတွေ့ကြုံရတော့ပါပဲနပိုလီယန်နဲ့သူ့တပ်တွေဟာအီတလီကိုချက်ချင်းလိုပဲစစ်ချီခဲ့ကြတယ်သတင်းပတ်အနေငယ်ကြတော့ဗင်နစ်မြို့နာရောက်လာကြတယ်ဒါပေမဲ့သူတို့ကမတိုက်သေးပဲမြို့ပြင်မှာပဲတက်ဆွဲထားပါတယ်ပြီးတော့ဗင်နစ်မြို့ရဲ့စီးနိတ်ဖွဲ့စီကိုနပိုလီယန်ကတန်တမန်ဆေလွတ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဆေလွတ်လိုက်တဲ့တမန်တွေပြန်မလာခင်မှာပဲနပိုလီယန်ပောက်ကွဲပါတော့တယ်ငါဥပဒေကိုလိုက်နိုင်တဲ့လူပါဒါပေမဲ့ခိုလိုဒီလိုတော့လာမလုံးနဲ့နပိုလီယန်ဒေါသထွက်နေပြီဆိုတာကိုသိတာနဲ့ဗင်နစ်ကိုအုပ်ချုပ်နေတဲ့အသက်60ရှိပြီဖြစ်တဲ့အထက်လွတ်တော်အမတ်ဒေါ့ချ်ဟာနေရာရင်းမဲ့ချက်ချင်းအသက်ထွက်သွားပါတယ်ဒီလိုနဲ့ဗင်နစ်ကလည်းနပိုလီယန်လက်ထဲကျခဲ့ရပြန်ပြီပေါ့ပြင်သစ်အတွက်အဖိုးတိုင်ရတနာများဒီလိုနဲ့နပိုလီယန်ဟာမီလန်မြို့နာအံ့ွယ်သွေးရရှိလာတဲ့မွန်တီဘလိုရဲတိုက်ကြီးကိုသူ့ကိုယ်ပိုင်အဖြစ်အသုံးချပြီးနေထိုင်ခဲ့တယ်တရားစီရင်တဲ့ခုံရုံးကိုလည်းအဲ့ဒီမှာပဲဖွဲ့ထားလိုက်တယ်မကြခင်မှာပဲသူ့စနီးဂျိုဖက်ဖင်းနဲ့သူ့ကလေးတွေကိုခေါ်ခိုင်းလိုက်တယ်ပြင်သစ်အစိုးရစီကိုလည်းအဲ့ဒီမွန်တီဘလိုကနေပဲအစီရင်ခံစာရေးပို့လိုက်တယ်သူ့ရဲ့ဆက်အောင်ပွဲတွေကသူ့ကိုနိုင်ငံရေးအာဏာနဲ့ပတ်သက်ပြီးရီမန်းချက်ပိုကြီးလာအောင်လုပ်တယ်လို့ဖြစ်နေတယ်အချိန်ထဲမှာပဲနပိုလီယန်ဟာအီတလီရဲ့ရတနာတွေကိုကုန်ထဲတွဲတင်ပြီးပြင်သစ်ကိုလှိမ့်တယ်နေပါတော့တယ်ပြင်သစ်ပြည်သူတွေဟာအီတလီရဲ့ရောက်လာတဲ့ပကြီးကားတွေရုပ်ထုတွေနဲ့ရွှေငွေရတနာတွေကိုကြည့်ပြီးရင်သက်ရှူမောဖြစ်နေကြတယ်သူတို့ရဲ့အတွက်ကြမှုကလည်းပြည့်ရှံတက်လို့ပေါ့ဘယ်နေရာကြည့်လိုက်နပိုလီယန်ရဲ့ရုပ်ပုံတွေကာတွန်းတွေနဲ့ပဲပြည့်လို့နေတယ်ပဲရစ်ရဲ့စောက်ဆိုင်ထဲမှာလည်းသူ့ရဲ့ဘဝကောက်ကြောင်းနဲ့ဆက်အောင်ပွဲအကြောင်းတွေကိုတစ်ဖွဲ့တစ်နှဲ့ပြောနေကြတယ်ဒီလိုနဲ့နပိုလီယန်ပြင်သစ်ကိုပြန်ရောက်လာတယ်သူ့ရဲ့အောင်ပွဲတွေကပြင်သစ်ကိုဥရောပတိုက်မှာအင်အားကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်စေခဲ့ပြီသူရဲ့ကောင်အမိတိုင်းပြည်ပြန်ရောက်တော့သူ့ကိုအကန်ကျူတူကြတာကိုကြည့်ပြီးနပိုလီယန်တိတ်သဘောကျနေတယ်ခုတော့သူ့နေရာကဒီသမရနိုင်ငံကြီးမှာခေါင်းဆောင်နေတဲ့သူတွေရဲ့ခေါင်းဆောင်ဖြစ်ပြီလေခုတော့သူဟာကြိုးအစိမ်းအောင်စိတ်ကြည်ပေါင်းကလေးနဲ့ပြင်မဲ့အထင်ကြီးလောက်စီရဖြစ်နေပြီသူ့ဘေးမှာဝိုင်းနေတဲ့အရာရှိတွေဆိုတာကတကယ်အေယာမာကြီးတွေသူကတကယ်လူငယ်လေးတစ်ယောက်ပဲအခုမှ28နှစ်ပဲရှိသေးတာစိတ်တက်ကြွနေတဲ့လူကြီးကကျွတ်စုအောင်တောင်းဆိုနေကြတယ်ဒါနဲ့သူလည်းလူကြီးကိုမိန်ကွန်းပြောရတော့တာပေါ့သူပြောတာကသူ့ရဲ့အီတလီနဲ့အော်စတြေးလျတို့ကရတဲ့အောင်ပွဲကြီးတွေဟာလွတ်လပ်ရေးဒန်းတူရေးနဲ့ကြီးကြီးရေးတို့အတွက်စံနမူနာအဖြစ်ပြန့်နှံ့သွားတော့တယ်အဲ့လိုပြောရင်သူကအင်္ဂလိပ်ရေလက်ကြားကိုဖျက်ပြီးအင်္ဂလန်ကိုဘလို့သွားနိုင်တယ်ဆိုတာကိုပါအစဖော်ပေးလိုက်တယ်လူကြီးကတော့သူ့စကားကိုနားထောင်နေလိုက်ကြတာငြိမ်လို့တော်တောင်မလုံးဒါလို့ဆိုလူကြီးကသူ့စိတ်ထဲမှာဘာရှိတယ်ဆိုတာသိနေကြပြီအင်္ဂလန်ဟာခုထိဘရင်အုပ်ချုပ်တဲ့နိုင်ငံပဲရှိသေးတယ်ဒါပေမဲ့အတိုင်းပြည်ကအင်အားတောင်နေတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့လက်အောက်ခံနိုင်ငံတွေနဲ့ကုန်သွယ်နေရလို့ပဲဒီတော့အင်္ဂလန်ဟာနပိုလီယန်ရဲ့ဥရောပအစီအမံမှာအနောက်ရှက်လို့ဖြစ်နေတယ်လူကြီးကတော့နပိုလီယန်နောက်ထပ်ဘာထပ်လုပ်မလဲဆိုတာကိုပဲစိတ်ဝင်စားနေကြတယ်အင်္ဂလန်ကိုရန်တူရန်အကြံ
နပိုလီယန်ဟာအင်္ဂလန်ကိုဝင်ပြီးတိုက်ချင်နေတယ်ဒါပေမဲ့အင်္ဂလိပ်ရေလက်ကြားကိုဖျက်ရမယ့်ခရီးလမ်းကဒါလောက်ဆိုမဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ရေလက်ကြားမှာဗြိတိရှရေတပ်ရှိတယ်လေကျင်းသစ်ရေတပ်ဟာဗြိတိရှရေတပ်ကိုရှင်နိုင်သေးတာမဟုတ်ဘူးဒါဆိုအရှေ့ဘက်ကိုသွားပြီးမြေထဲပင်လယ်ကိုဖျက်မယ်ပြီးတော့အီဂျစ်ကိုသိမ်းမယ်အဲ့ရနေအိန္ဒိယကိုကုန်သွယ်မဲ့အင်္ဂလိပ်တွေကိုပိတ်ထားမယ်နပိုလီယန်ဟာနောက်ဆုံးမှာအဲ့လိုဆုံးဖြတ်လိုက်တယ်အဲ့လိုအင်္ဂလိပ်တွေရဲ့ကုန်သွယ်လမ်းကြောင်းကိုဖျက်တောက်နိုင်ရင်အင်္ဂလန်ရဲ့အင်အားကိုဖျက်ဆီးနိုင်တာပဲလို့သူထင်တယ်ဒါပေမဲ့နပိုလီယန်ကဘသူ့ကိုမှမပြောဘူးပြီးတော့ဗြိတိရှရေတပ်ကနာမည်ကျော်ဗိုလ်ချုပ်ကြီးနေဆင်ကလည်းသူ့ကိုစောင့်ကြည့်နေတာသူသိတယ်ဒီလိုနဲ့1998ခုမေလရောက်လာတယ်နပိုလီယန်မထွက်ခင်ပြင်းသစ်တင်မောတွေကလိုတဲ့ပစ္စည်းချိတ်ခါတွေနဲ့လူတွေတင်ပြီးရှေ့ရထွက်နေတယ်တနေရာမှာစကန်ရှည်ချပြီးစောင့်နေကြတယ်ဒီလိုရေချောင်းအတက်တွေအားလုံးကိုလည်းနပိုလီယန်ကတက္ကသိုလ်မှာတည်းကသင်ခဲ့ရတယ်နပိုလီယန်ကသူ့ပြည်သစ်နိုင်ငံကိုအသိပညာရောယဉ်ကျေးမှုမှာပါအောင်နိုင်သူပြီးထိတ်ဆုံးမှာရှိစေခြင်းတယ်နောက်ဆုံးသူဟာအိုရီယင်ဆိုတဲ့သင်္ဘောနဲ့ထွက်လာခဲ့တယ်သူ့စိတ်ထဲမှာတော့ဇာတိပူညဂုံမာနတွေနဲ့ပြည့်ရှင်လို့ရှေ့ကအရင်ကြိုထွက်ခဲ့တဲ့သင်္ဘောတွေကတော့ဇဝေဇဝါနဲ့ပေါ့ငါတို့ဘယ်ကိုသွားနေလဲဆိုတာကိုမင်းသိလားအဲ့လိုတယောက်ကိုတယောက်မေးနေကြတယ်နောက်ပြီးနပိုလီယန်ကငါတို့ဘာကြောင့်မပြောတာလဲမသိဘူးတဲ့ဒါပေမဲ့အုပ်ချုပ်တဲ့တပ်မှုတွေကတော့လှုပ်ဝက်ချက်ကိုစောင့်ထိန်ထားကြပါတယ်